အင်တာမီလန်အသင်းရဲ့ခံစစ်ကအမြင့်ဆုံးအဆင့်မှာရှိရလို့ဟန်စီဖလစ်ဆိုဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာစီလိုနာနီးပြဟန်စီဖလက်ကအင်တာမီလန်အသင်းရဲ့ခံစစ်စွမ်းဆောင်ရည်ကအမြင့်ဆုံးအဆင့်မှာရှိတယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။ဘာစီလိုနာအသင်းကချန်ပီယံလိဆီမီဖိုင်နယ်မှာအင်တာမီလန်အသင်းနဲ့ဆုံတွေ့နေပြီးယခုတစ်ပတ်ဗုဒ္ဓဟူးနေ့မှာအေကွင်း၌ရှင်မြိုင်ကစားမှာဖြစ်ပါတယ်။ရှင်းတွက်ဟန်စီဖလက်ကသူတို့ကအတွေ့အကြုံကျဲဝါတဲ့အသင်းဖြစ်ပြီးခန်းစစ်ပိုင်းကအမြင့်ဆုံးအဆင့်မှာရှိပါတယ်။ပြီးတော့သူတို့မှာထူးချွန်တဲ့တိုက်စစ်မှုတွေလည်းရှိနေပါတယ်။သူတို့ကနီးပြူဟာပိုင်းမှာလည်းတကယ်ကိုကောင်းမွန်တဲ့အသင်းတစ်သင်းမှလို့ပြောကြားခဲ့ပါတယ်။အင်တာမီလန်နီးပြအင်ဆာဂီကလည်းဘာစီလိုနာအသင်းကဘောလုံးလောကရဲ့အခမ်းအနားဆုံးအသင်းများထဲမှတစ်သင်းဖြစ်ကြောင်းလေးစားမှုအပြည့်နဲ့ရင်ဆိုင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အင်တာမီလန်အသင်းကကိုပါအီတာလီယာပြိုင်ပွဲမှထွက်ခဲ့ရတဲ့အတွက်ဖလား၃လုံးမျှော်လင့်ချက်အဆုံးသတ်သွားပြီဖြစ်ပေမဲ့ဘာစီလိုနာအသင်းမှာတော့ဖလား၃လုံးလမ်းကြောင်းပေါ်မှာဆက်ရှိနေကြောင်းသိရပါတယ်။